ဟုတ်ဒီလိုပါကောက်တေးတစ်ခါကိုဖန်တီးတော့မယ် creation လုပ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုအမှုပညာဆန်တယ်လို့ကျွန်တော်အရင်ဟိုတော်တော်လောင်းလောင်းမှကြာခဲ့ပါပြီလွန်ခဲ့တဲ့4နဲ့5နှစ်လောက်ကပြောခဲ့တဲ့ topic လည်းရှိရဟိုအမှုပညာဆန်တယ်တကယ်လည်းအမှုပညာဆန်မယ်ကောက်တေးတစ်ခွက်ဖြစ်ဖို့ဆိုတာအရင်ဆုံးဟိုချော်လိုက်တယ်ရှိတ်လိုက်တယ် coloring လေးတွေနဲ့ဟိုဒါတော့ကောက်တေးလိုပဲသိတယ်တကယ်တမ်းမဟုတ်ဘူး technique တွေအများကြီးပါတယ် shaking method stirring method ဟို terminology ဆိုရဲဒီထဲမှာဖွဲ့စည်းထားတဲ့ဟာတွေပါတယ်အဲ့ဒီသဘောတရားအရင်ဆုံးနားလည်ရမယ်ပြီးရင်ကိုကဒီကောက်တေးတခုကို creation လုပ်တော့မယ်ဆိုရင်ဘယ်လိုမျိုးပုံစံလုပ်မှာလဲဘယ်အရက်ကိုသုံးမှာလဲဘယ်လိုနေရာမှာဘယ်လိုမျိုးကောက်တေးကိုဘယ်လိုဖြော်မလဲဆိုတော့ဟိုအရင်ဆုံးအဲ့ thinking ရှိဖို့လိုတယ်ဥပမာပစ္စည်းတခုမရှိတဲ့အချိန်မှာမရှိဘဲနဲ့ကောက်တေးမရဘူးဆိုလို့ရှိရင်ဒါလိုလည်းမဟုတ်ဘူးဟိုဖန်တီးတော့မယ်ဆိုလို့ရှိရင်ရှိတဲ့ဥပမာတံမြာသီးလေးရှိမယ်ဟန်နီရှိမယ်ဟန်နီဆိုပြားရည်ပေါ့နော်ပြီးတော့ဘာလေးရှိမလဲအဲ့ဒါလေးတွေကိုဟိုကျွန်တော်တို့ local မှာဆို fresh ဖြစ်တဲ့ဟာတွေညာ organic ပေါ့ကျွန်တော်အခု organic bag သွားနေ organic ဆိုအရွက်တွေအသီးတွေ fresh ဖြော်တဲ့အပိုင်းကိုသွားနေတာဟိုအဲ့ပိုင်းကျတော့ creation ပို့လုပ်လို့ကောင်းတယ် creation လုပ်တဲ့အချိန်မှာတော့ကိုသုံးတဲ့အရက်တွေကလည်းအမျိုးအစားပေါ်မူတည်တယ် premium brand လားကိုကဟိုထားတော့မျိုးမျိုးရှိရတော့ရက် brand တွေအများကြီးအဲ့ဒါကိုဘယ်လောက်ထိကောင်းအောင်လုပ်မလဲဆိုပြီးတော့ creation လုပ်ရပါတယ်အဲ့ဘန်းတော့အရေးကြီးတဲ့ဘိုင်းမလို့ဟိုကို creation လုပ်တဲ့ကောက်တေးကိုအဓိကတော့ကျွန်တော်ပြောချင်တာကျွန်တော်ဖြတ်သန်းလာတဲ့ live မှာ creation လဲ